အိမ်မှာပဲလွယ်နဲ့ကစုံရက်စိုက်ချင်ပါသလားဒီနေ့မှာတော့မြေနဲ့ကစုံရက်စိုက်နည်းကိုအဆင့်လိုက်ပြပေးမယ်ပထမဆုံးမြေပြင်ဆင်ဖို့လိုပါတယ်မြေကိုပျော့ဖြစ်အောင်လုပ်ပြီးမြေဆွေးသို့မဟုတ်အရွက်ပုတ်မြေရောပေးပါဒီလိုလုပ်တာကအပင်ကြီးမြန်စေပါတယ်ပြီးရင်နေအောင်ကောင်းကောင်းရတဲ့နေရာကိုရွေးပါတစ်နေ့ကိုအနည်းဆုံး9နာရီကနေ9နာရီအထိနေအောင်လိုပါတယ်နောက်တစ်ဆင့်မှာမျိုးစေ့ကိုတစ်မှ2စင်တီမီတာနက်အောင်မြေထဲထည့်ပြီးစိုက်ပါသို့မဟုတ်ကစုံရွက်တံကိုဖြတ်ပြီးဓာတ်ရိုက်စိုက်လို့လည်းရပါတယ်စိုက်ပြီးနောက်ရေကိုနေ့တိုင်းလုံလောက်အောင်လောင်းပေးပါကစုံရွက်ကရေကြိုက်တဲ့အပင်ဖြစ်တာကြောင့်မြေမချောက်အောင်သတိထားဖို့လိုပါတယ်9ရက်ကနေ10ရက်အတွင်းအပင်စတင်ကြီးလာပြီးအရွက်စိမ်းဆိုလာပါပြီပင်တွေပုံမူကျန်းမာစေဖို့9ရက်တခါဓာတ်မြေဩဇာသို့မဟုတ်မြေဆွေးထပ်ထည့်ပေးပါ3ပတ်ကနေ4ပတ်အတွင်းမှာတော့ရိတ်စားလို့ရတဲ့အရွယ်ရောက်ပါပြီရိတ်တဲ့အခါအမြင့်မဖြုတ်ပဲအပေါ်ပိုင်းကိုဖြတ်ယူပါဒါဆိုပြန်ပြီးထပ်ထွက်လာမှာဖြစ်ပါတယ်ဒီလိုလွယ်ကူတဲ့နည်းနဲ့ကိုယ့်အိမ်မှာပဲတန်ရှင်းပြီးလက်ဆက်တဲ့ကစုံရွက်ကိုစိုက်စားနိုင်ပါတယ်ဒီလို farming tips တွေထပ်ကြည့်ချင် subscribe လုပ်ထားနော်